လက္ခဏာပညာမှာတော့အသက်တိုင်းတာတဲ့စနစ်ဆိုတာရှိပါတယ်။ဒီအသက်အပိုင်းခြားမှာဒါစီးပွားဖြစ်မယ်စီးပွားဖြစ်မယ်အမှတ်တစ်ခုတွေ့ပြီးဆိုပါကြောင်းအဲ့ဒါဘေးအသက်အပိုင်းခြားမှာစီးပွားဖြစ်မယ်ဘေးကာလမှာစီးပွားတိုးတက်မယ်ဒါမျိုးတွေကိုဆရာတို့ကစနစ်တကျတိုင်းတာတွက်ချက်ဖို့လိုပါတယ်။အခုလက္ခဏာပုံမှာပေတာလေးနဲ့စနစ်တကျတိုင်းတာထားပါတယ်။ဒါလက်ဝါးပြန်မှာအစင်းကြောင်ဘာပဲနေနဲ့အစင်းကြောင်လေးတွေတာထားတယ်ဒါကအကြောင်မေးတက်မဟုတ်ဘူးဆရာတို့ကအသက်တိုင်းတာတဲ့စနစ်အသက်တိုင်းတာတဲ့စနစ်အရာတွက်ချက်ပြီးတော့မှဘေးအသက်ပိုင်းခြားဘေးခုနှစ်မှာစီးပွားဖြစ်ထွန်းမယ်ဘေးခုနှစ်မှာကအောင်မြင်မယ်ဘေးခုနှစ်မှာကကြံ့မာရေးညံ့မယ်ဘေးခုနှစ်မှာစီးပွားဖြစ်မယ်ဒါမျိုးတွေကိုတွက်ချက်ရတာပါဒါကိုဇာတာမှာဆိုလို့ရှိရင်တော့နက္ခဗေဒစနစ်အပြင်ဒါဒတာစနစ်တွေနဲ့အကျိုးဆောင်မျိုးတွေနဲ့စစ်စစ်ဆက်လက်စဉ်းစားပါတယ်လက္ခဏာဗေဒနဲ့စဉ်းစားရင်တော့ဒါကံကောင်းမဲ့အချိန်တွေကံဆိုးမဲ့အချိန်တွေစီးပွားပြည့်မဲ့အချိန်တွေစီးပွားတက်မဲ့အချိန်တွေစီးပွားတိုးတက်မဲ့အချိန်တွေထိပမဲ့အချိန်တွေဒါတွေကိုအသက်တိုင်းတာတဲ့စနစ်လက်ဝါးပြန်ကလမ်းမှဖြစ်ဖြစ်ရှင်းခေါ်တဲ့စနစ်တွေနဲ့တိုင်းတာတွက်ချက်ပါတယ်